ညီကိုတွေအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ကြပါစေဗျကျွန်တော်မနေ့ကရွေးချယ်ပေးထားခဲ့တဲ့ဂျာမန်ကွန်နက်လီကအဖွင့်ပွဲစဉ်9ပေါ်လေးရတော့အားလုံးပဲအကျိုးပြောလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျโอเคဒီနေ့10ရက်တလ2026ရက်ကျွန်တော်တို့ပွဲစဉ်တွေကတော့အများကြီးရှိတယ်ပေါ့ဗျာဒီထဲမှာညီကိုတွေအတွက်လုံးဝစိတ်ဖြစ်မဲ့ထင်တယ်ကျွန်တော်စိတ်ကြိုက်ပွဲစဉ်လေးတစ်ပွဲကိုကျွန်တော်ရွေးချယ်ထားတာလေးရှိပါတယ်ဗျဒီပွဲစဉ်လေးဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စီးရီးပွဲစဉ်တွေကအိမ်ကွင်းကဦးရီးနီနဲ့အဝေးကွင်းကပီဇာတို့ရဲ့ထိတဲ့ပြည့်စုံမှုပွဲစဉ်လေးပဲဖြစ်တယ်ဗျโอเคဒါဆိုလို့ရှိရင်ဒီပွဲစဉ်ရဲ့ဖွင့်လှစ်မှုကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဖွင့်လှစ်မှုအနေနဲ့အစစရတာလို့နေတဲ့ဦးဒီနီကနေပြီးတော့တစ်လုံးကို95ပြားစားအပြည့်စားလောက်ထိဖွင့်လှစ်ထားပြီးတော့ဘိုးပေါင်းသေးအနေနဲ့ကတော့နှလုံးကိုပြား30နင်းနာမှုလောက်ထိပဲဖွင့်လှစ်ထားတာကိုတွေ့ရတယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးအိမ်ကွင်းဖြစ်တဲ့ဦးဒီနီကိုကြည့်ရမယ်ဗျဦးဒီနီကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဦးဒီနီရဲ့တိုက်စစ်အနေနဲ့က19ပွဲကစားပြီးချိန်မှာဗျ920သွင်းထားဖြစ်တဲ့ကြောင့်ဦးဒီနီရဲ့တိုက်စစ်ကတေးကြတဲ့တပွဲကိုaverage အနေနဲ့ဆိုလို့ရှိရင်တော့တကူနှုံသွင်းထားတယ်ပေါ့ဗျာโอเคဦးဒီနီရဲ့ခံစစ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းဦးဒီနီရဲ့ခံစစ်မှာက19ပွဲကစားပြီးတဲ့အချိန်မှာ930ထိတောင်ပေးထားခွင့်ပြုထားရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဦးဒီနီရဲ့ခံစစ်ကလည်းတပွဲကို1.5လောက်ထိကိုခွင့်ပြုထားတာကိုကျွန်တော်တို့တွေ့ရတယ်ဗျโอเคတစ်ဖက်ကကျွန်တော်တို့ပီဇာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ပီဇာရှိမှာကတော့ဘာမှမျှော်လင့်ချက်မမဲရမရှိဘူးပီဇာကတန်းဆင်းဆုံးဆရာဖို့လုံးဝအနည်းဆက်ဆုံးအသေးသေးဖြစ်နေတယ်အဆင့်20ထိရောက်ရှိနေတယ်ပေါ့ဗျပီဇာနေရာကိုဝင်ပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ပီဇာကမျှော်လင့်ချက်တွေဘာမှထွေထူးမရှိတော့တဲ့အသင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဆိုရင်ဖောင်ဖြတ်တိုက်ဖို့ပဲရှိတော့ဗျာငါချင်းပြောမယ်ဆိုလို့ရှိရင်ဘေးအသင်းမဲ့လာသူတင်ကိုတင်ခံကစားဖို့ပဲရှိတော့တယ်နိုင်လဲနိုင်ရှုံးရင်လဲရှုံးဒီပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဘလို့ပီဇာအနေနဲ့ကတော့သိကြတယ်ဦးဒီနီရဲ့တိုက်စစ်ကိုဘလို့နီးနဲ့မှခုခံနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ဦးဒီနီကိုခွင့်ပြုရမှာတော့သိကြတယ်ဗျဒါပေမဲ့ဦးဒီနီရဲ့ကျွန်တော်တို့ခံစစ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေဦးဒီနီရဲ့ခံစစ်ကတပွဲကို1.5လောက်ထိကိုခွင့်ပြုနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပီဇာကတေမရူးနေမရူးနေတာကံမယ်ဆိုလို့ရှိရင်ပီဇာကိုလည်းတေကြတယ်ဗျဦးဒီနီရဲ့ခံစစ်ကကိုခွင့်ပြုရဖို့ရှိနေရဗျโอเคဒီနေရာမှာဖွင့်လှစ်ထားတဲ့ကျွန်တော်တို့ဈေးတန်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကိုပေါင်းဈေးမှာကနှလုံးကိုမှပြား30ပဲနင်းနာမှုဖွင့်လှစ်လာတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့body ဈေးကလည်းတစ်လုံးကိုအပြည့်စားနှီးပါဖွင့်လှစ်ထားတယ်ဆိုတော့ဒီဈေးတန်းအရာဆိုလို့ရှိရင်တေကြတယ်ဗျဒီပွဲစဉ်ကပီဇာရဲ့ကိုဦးဒီနီအနေနဲ့ကခွင့်ပြုရလိမ့်မယ်ဗျအဲဆိုတော့ပီဇာရဲ့ကိုဦးဒီနီကခွင့်ပြုရမယ်ဦးဒီနီကလည်းကိုရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့1-1ရလက်ကငါထွက်လာလိမ့်မယ်ကာမျိုးကြတော့9ပေါင်းစည်းမှာကနှလုံးကိုပြား30နင်းနာမှုပဲဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ပြား30ရှင်းမယ်3လုံးပြည့်ရင်ကျွန်တော်တို့အပြည့်စားအမယ်9ပေါင်းအပေါ်လေးကိုဒီပွဲစဉ်မှာကျွန်တော်အတော်လေးသဘောကျပါတယ်ဗျโอเคဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမှာကအစစရရတာလွန်နဲ့အဆင့်30မှာလည်းရှိတယ်အစစရတာလွန်နေဆိုတာကတော့ဒီပီဇာထက်ပေါ့ဗျာပီဇာထက်အစစရလည်းတာလွန်နေအဆင့်30မှာလည်းရှိတယ်ပီဇာလိုစုပ်ပြတ်တတ်နေတဲ့အသင်းတစ်သင်းကိုဗျာဦးဒီနီအနေနဲ့အိမ်ကွင်းကရင်အခန့်ကစားကစားရမှာကိုဖွင့်လှစ်ထားတဲ့ body ဈေးကတစ်လုံးသွင်းရင်အပြည့်စားရမယ်ဆိုတဲ့ဈေးတန်းကြီးကတော့နည်းနည်းလေးဆိုတာထက်ကိုတော်တော်ပြော့နေတဲ့ဘက်ကိုရောက်နေတယ်လို့ကျွန်တော်တယောက်တည်းအမြင်ပေါ့ဗျာမြင်တယ်ဦးဒီနီအနေနဲ့အနိုင်မျောလင်းချက်မဲ့ပြီးတော့တရေသားလေးထန်ကုန်ပဲလို့ကျွန်တော်မြင်တဲ့အတွက်ကြောင့်မလို့ပီဇာ body လေးကိုလည်းကျွန်တော်သဘောကျပါတယ်ဗျဒီကိုတွေအားလုံးလည်းတွေးလိုက်လို့စကေးပြနိုင်ကြပါသေးကျွန်တော်ရွေးချယ်ပြီးခဲ့တာကတော့ပီဇာ body နဲ့ပီဇာ9 body ပဲဖြစ်ပါတယ်ဗျ